ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့သူတော်အောင်ခြေကိုခြေမများအားလုံးနော်နောက်ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့22ရက်9လ2026နော်ဗုဒ္ဓဦးနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပြီဗုဒ္ဓဦးနေ့နေကုန်စားနော်အချင်းလေးတွေမိန်းလေးတွေပတ်သေးလေးတွေထပ်မှန်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးတိုင်အောင်ကြည့်ပေးပါနော်ကဲကျွန်တော်ရဲ့ခြေကိုခြေမများအားလုံးနော်ဒီဗီဒီယိုဖိုင်ကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေစီးပွားလှလှပါတွေလည်းဒီလတိုးတက်ကြပါစေလို့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲအားလုံးပဲဒီနေ့အင်္ဂါနေ့မှာတော့နော်ပရိသမားတွေကောနော်ကျွန်တော်စီမှာဗုဒ္ဓဦးမကျော်အာမခံမွေးခွက်ယူထားတဲ့အဖွဲ့ဝင်တွေကောနော်ကဲအားလုံးပဲနော်80မိန်းဆိုမှမိန်းဒဲဆိုမှဒဲနော်ကဲအားလုံးပဲနော်ကျွန်တော်စီမှာဗုဒ္ဓဦးမကျော်အာမခံမွေးခွက်ယူထားတဲ့ညီကိုမောင်နှမတွေအားလုံးလဲနော်80မိန်းကွက်နော်တဲ့အားလုံးပဲဗုဒ္ဓဦးလုံးဝမကြော်တဲ့မွေးကွက်ထွက်သွားပြီပရိသမားတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနေ့မှာနော်နေကုန်မှာခွန်ပတ်တီနော်ကျွန်တော်ရဲ့ကိုရီမတွေအားလုံးပဲ80မိန်းကွက်နှစ်သီးစာနော်ပြီးတော့ဇာတိုးပတ်တီခွန်နော်အားလုံးပဲနှစ်သီးစာထပ်မံပြီးတော့ရပြီ80ဇာတိုးအခွေနော်ကဲအားလုံးပဲဒီနေ့မှာဘာမှပြောစရာမရှိဘူးเนาะကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲเนาะအဖွဲ့ဝင်တွေကပရိသမားတွေကဘလောက်ဘိုးရတယ်ဆိုတာကိုယ့်ဘက်ကို comment လေးတွေထဲမှာဝင်ပြီးတော့မှတ်ပေးသွားလိုက်ပါမနေ့ပြန်ဗုဒ္ဓဦးနေကုန်စားအကောင်းဆုံးကြိုက်ဆုံးဆိုတာလေးတွေကိုထပ်မှတ်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ် Facebook ကညီကောင်မတွေဒီပြောပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်းလေးပဲ like လက်မအသေးလေးတွေနှိပ်ပါ share မှု share အားလေးနဲ့ကူညီပေးပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะကဲဒါဆိုရင်မနေ့ပြန်22ရက်နေ့ဗုဒ္ဓဦးနေကုန်စားမှာ1ချိန်နေနေဆိုလို့ရှိရင်ကျွန်တော်တို့391ချိန်ပဲဖြစ်ပါတယ်เนาะ3ပတ်တီ9ပတ်တီကဲ3နဲ့ပတ်သက်တဲ့ main ခွက်ကလေးတွေမနေ့ပြန်မှာเนาะ30 32 36 38 30 32 36 38ဒါ3နဲ့ပတ်သက်တဲ့ main ခွက်6နဲ့ပတ်သက်တာဆိုရင်ကျွန်တော်တို့90 96 98 92 90 96 98 92ပါဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ခွက်ပါကျွန်တော်ထုတ်ပေးတဲ့ main ခွက်ယောဂကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်ဗုဒ္ဓဘုန်းနဲ့နေကုန်စားမှာအားကောင်းဆုံး1ချိန်ဒီ391ချိန်ဖြစ်တယ်အဓိကပတ်တီးကိုဦးစားပေးတဲ့ညီကိုမောင်နှမတွေဆိုရင်ဗုဒ္ဓဦးနဲ့နေကုန်စားမှာအားအကောင်းဆုံးပတ်တီးတွေ3ပတ်တီး9ပတ်တီးအားအကောင်းဆုံးဖြစ်ပါတယ်အကြိုက်တူရင်လိုက်စောပါအကြိုက်မတူရင်မစောပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လေဘာမှပေးစရာမလိုပါဘူးပေါက်တယ်ရတယ်ဆိုရင်ပဲအထူးဝမ်းသာပီတိဖြစ်ပါတယ်နော်ကဲဒါကြောင့်မို့နော်ဗီဒီယိုပိုင်းလေးကိုကြည့်ရှုပေးတာအတူတူပဲကျေးဇူးတင်ပါတယ်ဗုဒ္ဓဦးနေ့မှာလည်းထပ်မံပြီးတော့ကံကောင်းကြပါစေ